အားလုံးမင်္ဂလာပါချက်စီအသင်းဟာမန်နေဂျာတစ်ဇာဘီအလွန်ဆိုလက်ထက်မှာနောက်တန်းကိုပြန်လည်တည်ဆောက်ဖို့စီစဉ်နေပြီး Crystal Palace နောက်ခံလူမက်ဆန်စလာခရက်ကိုခေါ်ယူဖို့ကြိုးစားမှုကိုအရှိန်မြင့်တင်နေပါတယ်။ချက်စီဟာဗဟိုနောက်ခံလူအနည်းဆုံးတစ်ယောက်ထပ်မံခေါ်ယူခြင်းနေပြီး Trevor Chalobah ကိုအီတလီကလပ်ကိုမိုအသင်းကစိတ်ဝင်စားနေတဲ့အတွက်နောက်တန်းအဖြစ်ဖို့လိုအပ်နေပါတယ်။ဒီအခြေအနေမှာလာခရက်ဟာချက်စီရဲ့အဓိကပြစ်မှတ်တဦးဖြစ်လာခဲ့ပါတယ်။ဒီနွေရာသီမှာချက်စီဟာအတလန်နာအသင်းကနောက်ခံလူမာကိုပါလက်စထရာကိုလည်းပေါင်43တန်းကျော်နဲ့ခေါ်ယူနိုင်ခဲ့ပါပြီ။လက်ရှိမှာချက်စီရဲ့အဓိကဦးစားပေးဖြစ်မှတ်ကဗဟိုနောက်ခံလူနေရာဖြစ်နေပြီး Crystal Palace အသင်းကတော့လန်ဒန်ပြိုင်ဘက်ချက်စီစီကလာခရက်အတွက်ကန့်လန့်မှုရောက်လာမယ်လို့မျှော်လင့်နေပါတယ်။လာခရက်ဟာစာချုပ်သက်တမ်း3နှစ်ကျန်ရှိနေသေးပြီးPalace အသင်းရဲ့အဓိကကစားသမားတဦးဖြစ်ပါတယ်။အသင်းရဲ့ FA ဖလားနဲ့ Europa Conference League အောင်မြင်မှုတွေမှာလည်းအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့သူဖြစ်ပါတယ်။ Palace အသင်းဘက်ကသူ့ကိုစာချုပ်တစ်ချုပ်ဆိုပေးခြင်းပေမဲ့အသက်26နှစ်အရွယ်ကစားသမားကဆွေးနွေးဖို့အဆင်သင့်ဖြစ်မဖြစ်မသေချာသေးပါဘူး။ Chelsea စဉ်းစားနေတဲ့နောက်ထပ်ရွေးချယ်စရာတစ်ခုကတော့ကိုမိုအသင်းရဲ့အသက်22နှစ်အရွယ်ဗဟိုနောက်ခံလူဟာကိုဘိုရာမွန်ဖြစ်ပါတယ်။တစ်ဖက်မှာလည်းကိုမိုအသင်းကချာလိုဘာကိုခေါ်ယူဖို့စိတ်ဝင်စားနေပြီးအင်္ဂလန်လက်ရွေးစင်နောက်ခံလူကလည်းအီတလီကိုပြောင်းရွှေ့ဖို့စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ဟာကိုဘိုရာမွန်ဟာအသင်းဟောင်းရီယယ်မက်ဒရစ်နဲ့ဆက်ဆက်နေတဲ့သဘောတူညီချက်အချို့ရှိနေဆဲဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲရီယယ်မက်ဒရစ်အသင်းကချယ်ဆီကွင်းလယ်လူအန်ဇိုဖာနန်ဒက်စ်ကိုဒီနွေရာသီရဲ့အဓိကပြစ်မှတ်တွေကတအုပ်အဖြစ်သတ်မှတ်ထားပါတယ်။ချက်စီဘက်ကတော့အန်ဇိုရဲ့တန်ဖိုးကိုပေါင်တန်း120သတ်မှတ်ထားပြီးကစားသမားကိုယ်တိုင်လည်းရီယယ်တို့ပြောင်းရွှေ့ခြင်းနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဒါတွေဟာဇာဘီအလွန်ဆိုအသင်းကိုတရားဝင်မကင်တွယ်ခင်ချက်စီအသင်းရဲ့ကြီးမားတဲ့နွေရာသီအပြောင်းရွှေ့အစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။အသင်းဟာကစားသမားရောင်းချမှုတွေနောက်တန်းပြုပြင်ပြောင်းလဲမှုတွေအင်အားဖြည့်တင်းမှုတွေကိုဆက်တိုက်လှုပ်ဆောင်နေပါတယ်။မာကိုဘာလက်စထရာကတော့ဒီနွေရာသီမှာအသင်းထံပထမဆုံးရောက်ရှိလာတဲ့ကစားသမားဖြစ်လာပါတယ်။ထို့ပြင်ညာနောက်ခံလူမာလိုဂူစတိုကလည်းသူ့ရဲ့အနာဂတ်ကိုစဉ်းစားနေပြီးချက်စီအသင်းကသူ့အတွက်ပေါင်85တန်းဈေးနှုန်းသတ်မှတ်ထားပါတယ်။မန်ချက်စတာစီးတီးအသင်းကလည်းဂူစတိုကိုစိတ်ဝင်စားနေပါတယ်။နောက်ထပ်အနေနဲ့ဝက်စလီဖူဖာနာနဲ့တိုးစင်အတာရာဘိုင်ယိုတို့ရဲ့အနာဂတ်အပေါ်မတိကျမှုတွေရှိနေပြီးနောက်တန်းမှာနေရာလွတ်ဖန်တီးဖို့နောက်ထပ်ရောင်းချမှုတွေဆက်လက်ဖြစ်ပေါ်လာနိုင်ပါတယ်။ချက်စီဟာနောက်ပိုင်းမှာတိုက်စစ်ပိုင်းနဲ့ကွင်းလယ်ပိုင်းကိုပါအားဖြည့်ဖို့စီစဉ်ထားပြီးတိုက်စစ်မှုတအူးနဲ့ကွင်းလယ်ကစားသမားတအူးထပ်မံခေါ်ယူနိုင်ွယ်ရှိနေပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။